ဗန်ကိုခုတုံးလုပ်ပြီးတော့နိုင်ငံရေးမြတ်ထုတ်သွားခဲ့တဲ့အိန္ဒိယမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်စကလုံးလှလှလေးနဲ့အားပေးယုံဖိုင်တာတယောက်ကိုလက်ဆွဲနှုတ်ဆက်ယုံနဲ့ကဘာစင်ကစားမားတွေတကယ်ထွက်ပေါ်လာလိမ့်မယ်လို့ခင်ဗျားတို့ထင်နေကြလားဗန်လာသွားလို့ငါတို့ကစားမားတွေယုံကြည်မှုရသွားပြီဆိုပြီးမီဇိုရမ်ဝန်ကြီးချုပ်ပြောသွားတဲ့စကားတွေနောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲနိုင်ငံရေးသမားတွေရဲ့စကားတွေဟာနားထောင်လို့တော့အင်မတန်ကောင်းပါလေဒါပေမဲ့ဒီစကားတွေကမြခင်စိမ့်မော်ဒါမှမဟုတ် MMA ကျိုးဝိုင်းထဲမှာတကယ်တမ်းအလုပ်ဖြစ်ပါရဲ့လားပရိသတ်များလုံးမင်္ဂလာပါခင်ဗျ Ecris Sport အနေတင်ဆက်နေပါတယ်ဝန်ကြီးချုပ်ရဲ့စကားကိုတေချာပြန်သုံးသပ်ကြည့်ပါဗန်လက်တီကိုရောက်လာပေးပြီဆိုတော့ဒီဟာကစားမကြီးလည်းအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေရှိလာကြမှာပါဆိုပြီးဝန်ကြီးချုပ်ကပြောသွားခဲ့တာပါဒါပေမဲ့ခေတ်သစ်ကမ္ဘာ့အဆင့်ကိုခံပညာလောက UFC မှာအောင်မြင်မှုအတွက်ယုံကြည်မှုဆိုတာကအခမဲ့ရရှိနိုင်တဲ့အပေါ်ဆုံးကုန်ကျန်းတစ်ခုပါပဲတကယ်တမ်းကမ္ဘာ့အဆင့်ချန်ပီယံတစ်ယောက်ဖြစ်လာဖို့ဆိုတာကယုံကြည်မှုနဲ့လုံးဝမလုံလောက်ပါဘူးဂျိုရှူဗန်ကမီဇိုရမ်ဒါမှမဟုတ်မြန်မာပြည်ကတောတောင်တွေထဲမှာလေ့ကျင့်ပြီး UFC ကိုရောက်သွားတာမဟုတ်ပါဘူးသူကအမေရိကန်နိုင်ငံ USA ကိုရောက်သွားပြီးကမ္ဘာ့အဆင့်မီအားကစားယုံတွေခေတ်သစ်အားကစားသိပ္ပံကိုနားလည်တဲ့နည်းပြတွေအဆင့်မြင့်အာဟာရပညာရှင်တွေနဲ့တကယ်အီလီအဆင့်လေ့ကျင့်ပေါ်တွေရှိတဲ့စနစ်ကြီးတစ်ခုလုံးရဲ့ထောက်ပံ့မှုကြောင့်အခုလိုမျိုးအဆင့်ကိုရောက်ရှိလာတာပါမီဇိုရမ်ကဖိုက်တာလူငယ်လေးတွေဟာဗန်ကိုကြည့်ပြီးတော့ရင်ထဲမှာသွေးတွေစူပွက်လာမယ်ယုံကြည်မှုတွေပြည့်ရရှိမယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့မနက်မိုးလင်းလို့လေ့ကျင့်ရေးဆင်းတော့မယ်ဆိုတော့လုံလောက်တဲ့အာဟာရမရှိဘူးတန်ကြီးတက်နေတဲ့အလေးတုံးတွေနဲ့ခင်းနောက်ကျနေတဲ့နီးညစ်တွေကိုပဲတင်ပေးမဲ့ပတ်ဝန်းကျင်မှာဆက်လက်ပြီးရှင်သန်နေရမယ်ဆိုရင်အဲဒီယုံကြည်မှုဆိုတာကဘယ်လောက်ကြာခံပါလိမ့်မလဲလှုံ့ဆော်မှုဆိုတာလောင်စာစီတက်ပါပဲကဲခီရောက်ဖို့ဆိုတာကခင်မီတဲ့ကားစီရှိဖို့မဖြစ်မနေလိုအပ်တာပါဒီနေရာမှာနိုင်ငံရေးသမားတွေရဲ့အချင်းစရိုက်ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရတာဖြစ်ပါတယ်အားကစားမတစ်ယောက်ဟာအောက်ခြေမှာရုန်းကန်နေရချိန်စံဝယ်စားဖို့ပတ်စံမရှိချိန်လေ့ကျင့်ရေးအတွက်စပွန်ဆာလိုအပ်နေချိန်တွေမှာဘယ်ဆိုရဘယ်ဝင်ကြီးချုပ်ကမှလှည့်မကြည့်တတ်ကြပါဘူးဒါပေမဲ့အဲ့ဒီအားကစားမကဒုကိုပိုင်ဇွဲလုံးလပုဂ္ဂလိကစပွန်ဆာတွေနဲ့တွေ့ထွက်တန်ရုံရုန်းကန်ပြီးကမ္ဘာ့အဆင့်ကိုရောက်သွားပြီးမီဒီယာရဲ့အောင်ဆိုင်မှုကိုရရှိသွားပြီးဆိုတာနဲ့တပြိုင်နက်နိုင်ငံရေးသမားတွေကအသင်းပေါက်နေတဲ့တည်တည်ကိုလာခူးစားကြသလိုမျိုးချက်ချင်းခေါ်ယူတွေ့ဆုံပြီးသူရဲ့နိုင်ငံရေးပုံရိပ်အတွက်အမျက်ထုတ်တတ်ကြပါတယ်မီဇိုရမ်ဝန်ကြီးချုပ်ရဲ့စကားဟာဗန်ရဲ့ကိုပိုင်အောင်မြင်မှုကိုခုတုံးလုပ်ပြီးပြည်내အစိုးရရဲ့အားကစားကဏ္ဍတိုးတက်ရေးအပေါ်တာဝန်မဲ့မှုကိုဖုံးကွယ်သွားတာဖြစ်ပါတယ်ကစားမတွေယုံကြည်မှုရဖို့ဗန်လာမရမယ်ဆိုတဲ့သဘောမျိုးပြောသွားတာကအစိုးရအနေနဲ့အားကစားမတွေကိုလုံလောက်တဲ့ပံ့ပိုးမှုတွေမပေးထားဘူးဆိုတာကိုဝန်ခံလိုက်တယ်လို့ပါပဲဝန်ကြီးချုပ်ရဲ့စကားဟာဒေတာရင်းလူငယ်တွေအတွက်အေယာမစိတ်ပိုင်းဆိုင်ရာထောင်ချောက်တစ်ခုဖြစ်သွားနိုင်ပါတယ်ဒါကိုစိတ်ပညာမှာ survivorship virus လို့ခေါ်ပါတယ်အောင်မြင်သွားတဲ့ဖန်တယောက်တည်းကိုပဲလက်ညှိုးထိုးပြီးသူတောင်လုံနိုင်သေးတာပဲကွာမင်းတို့လည်းလုံနိုင်တယ်လို့ပြောတာကအင်မတန်အန္တရာယ်များပါတယ်တကယ်တမ်းမြေပြင်မှာလုံလောက်တဲ့ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနဲ့ခင်မီလေ့ကျင့်ရေးမရှိဘဲနဲ့ယုံကြည်မှုတစ်ခုတည်းနဲ့ဂျိုးဝိုင်းနဲ့တက်ပြီးတော့ခေါင်းထိခိုက်ဒဏ်ရာရသွားတဲ့ဘဝပြတ်သွားတဲ့အောက်ခြေကလူငယ်ဖိုက်တာတွေထောင်ထဲချီရှိပါတယ်အစိုးရတရက်အနေနဲ့နိုင်ငံကအဆင့်မီကစားမတွေမွေထုတ်ပေးခြင်းနဲ့ဆိုရင်ဗန်ကိုလက်ညှိုးထိုးပြရုံနဲ့မရပါဘူးဒဏ်ရာသွားရင်ကုသပေးမယ့်အာမခံစနစ်အခြေခံနည်းစနစ်တွေမှန်ကန်အောင်တင် जा ပေးမယ့်နိုင်ငံကအဆင့်မီနည်းပြစနစ်တွေကိုမဖြစ်မနေတိစောက်ပေးမှရမှာပါအဲ့လိုမလုပ်ဘဲယုံကြည်မှုရှိရင်ရတယ်လို့ပြောတာကလူငယ်တွေကိုအကာအကွယ်မပါဘဲစစ်မြေပြင်ကိုတွန်းပို့လိုက်တာနဲ့အတူတူပါပဲတကယ်လို့မီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့သူတို့ပြည်နယ်ကနေဂျိုရှူဗန်လိုကမ္ဘာ့အဆင့်ကစားမတွေတကယ်ပေါ်ထွက်လာစေခြင်းနဲ့ဆိုရင်စကလုံးလှလှလေးတွေပြောနေမဲ့အစားလက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေကိုချက်ချင်းအကောင့်ထဲပေါ်ဖို့လိုအပ်မှာဖြစ်တယ်လို့မြင်မိကြောင်းပါခင်ဗျာဒါကတော့ဝန်ကြီးချုပ်ရဲ့ဗန်နဲ့ပတ်သက်တဲ့မှတ်ချက်စကားတွေပေါ်မှာကျွန်တော်မြင်မိထားတာလေးဖြစ်ပါတယ်ညီကိုရိုစီမှာအမြင်မတူတာတွေများရှိနေသေးရင်လည်း comment ကနေဖွင့်ချခဲ့လို့ရပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ